ကမ္ဘာဖလားကို3ကြိမ်ထိလွှဲချော်ခဲ့တဲ့ဒါကမ္ဘာဖလားရဲ့ဒုတိယအောင်မြင်ဆုံးအသင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ဂျေကြီးဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးရပါတော့ဒါအီတလီအကြောင်းပါပဲเนาะကျွန်တော်တို့ရဲ့ဒါအီတလီပေါ့เนาะဒါကမ္ဘာဖလားကိုနောက်တစ်ချိန်သူကတော့လွှဲချော်ခဲ့ပြန်ပါပြီဒါကျွန်တော်အဲ့ဒါအရင်နေ့ရပါတော့အီတလီကဒါနဲ့ဘော့စနီးယားကိုဒါရှိုးပြီးတော့เนาะ play off ပါဘော့စနီးယားကိုရှိုးပြီးတော့ကမ္ဘာဖလားရဲ့เนาะဒါ2026ကမ္ဘာဖလားကိုတော့ကမ္ဘာဖလားရဲ့ဒုတိယအောင်မြင်ဆုံးအသင်းဖြစ်တဲ့အီတလီကတော့ဒါပေါင်းခွင့်ရတော့မဟုတ်ပါဘူးကျွန်တော်နဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်ကဒါဘောလုံးဝိုင်းနဲ့ပတ်သက်ပြီးပထမဆုံးကြည့်ရပေါ့เนาะ2006ပေါ့ဒါကျွန်တော်ရဲ့ clip ပုံစံဒီပိုက2006တည်းကဒါအီတလီရဲ့ပထမဆုံးကမ္ဘာဖလားနဲ့အတူကျွန်တော်ကဒါအီတလီကိုပေါ့เนาะဒါအားပေးခဲ့တာပါအီတလီကိုအားပေးတဲ့နေရာမှာဒါ2010မှာတော့အားလုံးတွေ့တဲ့အတိုင်းအီတလီကဒါကျွန်တော်တို့ပေါ့เนาะဒီ2010မှာတော့အိုစုပေါ့เนาะဒါကျွန်တော်မှတ်မိပါတယ်စလိုဗက်ကီယာကိုကျွန်တော်3-2 နဲ့ပေါ့เนาะရှုံးပြီးတော့ကျွန်တော်အိုစုကနေပြီးလှည့်ပြန်ခဲ့ရတယ်ပေါ့ဒါ2014တုန်းကလည်းကျွန်တော်ရဲ့ဒါကျောင်းသားဘွားကိုကျွန်တော်အနေနဲ့ဒါဘောလုံးဝဲကိုဒါတော်တော်မှကြီးခဲ့တဲ့ကာလပေါ့เนาะတော်တော်ကြီးခဲ့တယ်ပေါ့အိမ်နဲ့အတိုက်ခံလုပ်ပြီးကြီးခဲ့ရတယ်ပေါ့เนาะအဲ့တုန်းကလည်းကျွန်တော်တို့ကဒါမာရနာအိုစုမှာပေါ့เนาะအဲ့တုန်းကအီတလီကအင်္ဂလန်ပါတယ်ကော့စတာရီကာပါတယ်ဒါဥရုဂွေပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကနာမည်ကြီးနှစ်သင်းဖြစ်တဲ့ဒါအီတလီနဲ့အင်္ဂလန်ကကမ္ဘာဖလားပေါ့နော်အိုစုစင်ကလှည့်ပြန်ခဲ့ရပါတယ်2018ကမ္ဘာဒါ2014ပေါ့နော်ဒါဘရာဇီးမှာကျင်းပတဲ့ကမ္ဘာဖလားပါ2018တုန်းကလည်းအဲ့လိုပဲကျွန်တော်တို့ကဒါ play off ကန်ရတယ်ဆွီဒင်ရှုံးတယ်2022လည်းအဲ့လိုပဲကျွန်တော်မြောက်မက်ဆီဒိုနီးယားနဲ့ဒါနော် play off ပေါ့နော်မြောက်မက်ဆီဒိုနီးယားကိုကျွန်တော်ရှုံးပါတယ်ဒီနှစ်2026ပေါ့နော်ကျွန်တော်ဒါအီတလီဘာညာအီတလီနေနဲ့ပေါ့နော်2026ကမ္ဘာဖလားမြန်ပါမလားပေါ့ဘာဖြစ်ဆိုရိုနယ်ဒိုဖက်ကလည်းကျွန်တော်ကကျွန်တော်ရဲ့ရိုနယ်ဒိုအသင်းပေါ်တူဂီကလည်းဒါတက်ပြီဆိုတော့ကျွန်တော်အီတလီကိုဒါမျှော်လင့်ထားတာပေါ့ဗျာဒါမျှော်လင့်ထားသလိုတော့မဟုတ်ဖေးပါဘူးကျွန်တော်အသင်းကတော်တော်လိုအပ်ချက်တွေလည်းများတယ်ပေါ့နော်ဒါပေါ့ကျွန်တော်တို့အသင်းကဒါ American Reality မှာတော့ဒါဘော့စနီးယားတို့မြောက်မက်ဆီဒိုနီးယားတို့အသင်းတွေတော့အနိုင်မကန်နိုင်တဲ့အသင်းမျိုးဖြစ်နေပါပြီနော်အီတလီကဒါဒီကစားသမားတွေရောနော်နီးပြတွေရောအားလုံးမှာတာဝန်ရှိပါတယ်ဒီနေ့ပွဲမှာဆိုလဲကျွန်တော်အနေနဲ့เนาะဒိုနာလီတို့ကွင်းလက်မှာဆိုလဲကျွန်တော်တို့ဒါယူဗင်တက်ခဲ့ပါလိုကာတယ်လီတို့ဒီအင်တာမီလန်ဒီမာကိုကျွန်တော်เนาะဘတ်စတိုရီတို့အများကြီးမျှော်လင့်ထားတာပါကျွန်တော်ဒီဘော့စနီးယားတော့အနိုင်ကန်နိုင်မထင်တာပေါ့เนาะဒါမှမဟုတ်ကျွန်တော်အတင်ကဒါသူတို့ကဘယ်လိုပြောမလဲတော်တော်ဆိုးပါတယ်ချင်းဒီတွေကတော့เนาะဒါတော်တော်ဆိုးပါတယ်ဒါမလိုအပ်တဲ့ပြုံမှုတွေလုပ်တယ်အနီကပ်ပြခံရတယ်เนาะဘတ်စတိုရီနေနဲ့ဒါသူဟာကမ္ဘာအကောင်ဆုံးเนาะနောက်ခံလူဖြစ်ဖို့အတွက်တော့လိုပါသေးတယ်ဒီလိုပုံစံ attitude နဲ့ရတော့ဒါပြီးရင်ကျွန်တော်တို့ဒါ Ferrella တို့လည်းကြာလာပြီเนาะဒါတိုက်စစ်ကလည်းဒါကျွန်တော်တို့ဒါ Moise Kean ကိုဗျာ Moise Kean ကလည်းဒါကျွန်တော်တို့နေเนาะဒါဒူးနေဖြစ်မဲ့အရာကိုသူနဲ့အပိုင်ခွင့်ရေးတော့ဒါလွှဲချော်ခဲ့ပေါ့ဗျာပြောမယ်ဆိုရင်အီတလီအတွက်ကတော့တော်တော်ကန်ဆိုးတာပါပဲเนาะဒါကမ္ဘာဖလား3ချိန်ဆက်လွှဲချော်ခဲ့တယ်ပေါ့เนาะကမ္ဘာဖလား3ချိန်ဆက်နဲ့ဒါနောက်ဆုံးပေါ့เนาะဒါသူတို့ရှင်ပြိုင်ခဲ့ရတဲ့ကမ္ဘာဖလား2010ပေါ့เนาะ2006ဒါကမ္ဘာဖလားချန်ပီယံဖြစ်ပြီးတယ်2010မှာလည်းအုပ်စုနဲ့ထွက်ခဲ့ရတယ်2014မှာပဲပေါ့เนาะအုပ်စုနဲ့ထွက်ခဲ့ရတယ်ကျွန်တော်အားပြီးလက်ကာလာတွေမှာပေါ့เนาะကျွန်တော်အတင်ကတော်တော်အချိန်ကြီးဆိုးပါတယ်2014မှာလည်းအုပ်စုနဲ့ပြန်တယ်အဲ့တုန်းကဆိုကျွန်တော်ဘယ်လောက်ဒီမျှော်လင့်ထားလဲဆိုတော့ကျွန်တော်အင်္ဂလန်နဲ့ပေါ့เนาะကျွန်တော်တို့အတင်ကဒါ2ခုတကူအနိုင်တယ်ပေါ့ဗျာဒါမာချီစီယိုရဲ့သွင်းကိုနဲ့ပေါ့နော်ဒီနှစ်တော့ငါတို့တက်မယ်ထင်တာပေါ့တကယ်တမ်းတော့တကယ်တက်သွားတာတော့ဗျာအဲ့တုန်းကလည်းဒါဥရုဂွေပေါ့ဥရုဂွေနဲ့ကော့စတာရီကာပေါ့နော်ပြီးတော့ရတော့ဟိုဘက်ကလည်းဒါ2014တော့ပေါ်တူဂီကလည်းအုပ်စုကနေလှည့်ပြန်ရတယ်လीဒါအဲ့တုန်းကလည်းကျွန်တော်တို့အုပ်စုကနေလှည့်ပြန်ရတယ်ဆိုတော့ပြောမှဆိုတော့တော်တော်ဆိုးပါတယ်ဒါနိုင်ငံလေးစင်အတင်းနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်မှာဒါ2016ယူရိုပေါ့နော်ယူရိုနဲ့ဒီ2020ယူရို2021မှာကျင်းပါတယ်ပေါ့ဗျာဒါ2021ဒါကျွန်တော် COVID-19 ကရောဂါအနေနဲ့မလို့ဒါ lockdown နဲ့ပေါ့နော်တချို့ဒါလိုပြိတ္တဟိုလား limit နဲ့ကြီးရတာပေါ့အဲ့တုန်းကတော့ဒါယူရခဲ့တော့ဗျာဒီလောက်ပါပဲတခြားကတော့ကျွန်တော်အတင်ကအကုန်မြေလန်ရမှာပေါ့နော်ဒီကစားသမားတွေရောနီးပြရောဒါကတ်တူဆိုကျွန်တော်ကနီးပြပေါ်မှာအင်မတန်ကြိုက်ခဲ့ပါတယ်နော်ဒါကျွန်တော်စ2006 2010ကာလမှာဆိုရင်ကျွန်တော်မှတ်မိပါတယ်ဒါကတ်တူဆိုပီယာလိုရှီမာဆိုဒယ်ဘီယာလိုရှိမယ်ဗျာနော်ဒါနော်အမှဒယ်ဘီယာရိုတို့ပါလို့ရှိရပြီးရင်ကျွန်တော်အတင်းမှာမာတီနီတို့နော်နတ်စတာတို့ဒါဘဖုန်တို့ဒီလိုကစားသမားတွေကနေအခုတော့ကျွန်တော်တို့အတင်းရပါတော့ဒါဘာမှဟန်ချက်တွေမရှိတဲ့အတင်းပေါ့နော်ဟန်ချက်လည်းမရှိဘူးဘာမှစိတ်ဓာတ်မရှိတဲ့အတင်းကိုအဲ့လို
ပုံစံမျိုးဖြစ်နေပါပြီဒါအားလုံးကတော်တော်ဒါနော်ဒါတခြားတစ်ဖက်မှာနော်ဒါအင်္ဂလန်တို့ပြင်သစ်တို့စပိန်တို့ကဆိုရင်ဒါလူစင်းရင်နော်ဒါအကောင်းဆုံးဆိုတော့လူစင်းရင်ရောဒါ3သင်းစာလောက်ကိုထုံနိုင်တဲ့အချိန်မှာကျွန်တော်တို့အသင်းကတော့ဒါအီတလီကတော့အားလုံးတွေ့တဲ့အတိုင်းပါပဲဒါ reality မှာလည်းဒါရှိရကစားသမားတွေကြတော့လဲ quality ကမမီဒီကန်တော့ကျွန်တော်တို့အသင်းကဘော့စနီးယားနော်မြောက်မစီဒိုနီးယားတို့လိုအသင်းတွေတော့အနိုင်မကန်တဲ့အသင်းပေါ့ဗျာအဲ့လိုအသင်းတော့ဖြစ်သွားပါပြီဒါကမ္ဘာဖလားကို၄ချိန်ထိရခဲ့တယ်ကျွန်တော်ရဲ့ချေရတဲ့အီတလီအနေနဲ့ပေါ့နော်2030ကမ္ဘာဖလားမှာတော့သူတို့အနေနဲ့ပေါ့နော်အကောင်းဆုံးပြန်လာနိုင်မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကျေးဇူးဖြစ်ပါတယ်